Chega sabima that's a doda and the dodami Yashi Dushima Lava the Sabu Yukoyan Chapade Tijao the doda and the dodami Ishima Yayiba Sabu Doda Nima Quadet people Chapade Idakama Passion of Nan Afterne Nanabade Okay Alana Wile Council Pizza Okay, passion of Nanabade, our council say we know that Nando and the Kobo and the National, but the man can't do the ship Yaga, don't see to die, he get to non absent, Shinshiko Balos there, Nancy there, the Yaye, a loose and the Domini, rotation of non absent, Nancy Tabade. The Chingan is Sapima, that's a Dota, Dodino. Yakishi, Nushima, no Nati, the Sabo, Jima, it's not Nogani, in the Sasagabo, I saw shoes of Dota and Nima, to no Nogani in the Sasagabo, I saw Shinakin, the Sabo, Jima. Nima, the Lord people in Chachi people pick all over them, the Kalaka, Sadoga, and a Chisang, but she made the Sabu, the Jewish Sabu, a teacher, Chima, the Sabu. Chano Mamla of Yati, Mark Green Sang of Go, Chano is need of Chin, Think by being, the Nika Shine, a peck of soul time out, a walk he shall, Taya in to see, Chantan Kake to see, Chanta to see. Sing to see, Jama to see, Nadi to see, Chaura Yai Mingoin, Yomiswa, Chichinita, Gomoswa, Jishu Yusu, Bampo Bamihu, Nita Sa, you that's a Dota and Nima, no Nati, the Nita Sabu, you need to buy it. I'm not going to be there. I'll see you. And the Dota, no Nati, the Nita Sabu, you want to buy it. To no Nogani, Nita Sasaga, I so loud. To ma, bring that sent on me. To go cheap. Go now on that go. Somebody that's a kid more chin. Think by being the Nidia Shine. The that goes so deep time out. But what he the show? Taya need to see. Chanta Kake to see. Chanta need to see. Sing need to see. Chama need to see. Nadi Jesse, Chaura Yai, a big doni, Yoniswa, Chichinita, Gamaswa, Jishu Yusu, yet, Baupo Bamibu, Read the Star, that's a little bit of it, no object, read the Star, you need to buy it, I'll let you be there. Today, the no you can no yet beat the star, easy order to that they can just see the soul they are, and what you should allow. The Lord you can don't beat the star, easy order to that's what I let Buddha Shiva. That's what happened. The you can read the Saho, that if you go here, such a entry in Ma,
လက်စွပ်အတွက်ဆူတောင်းဆက်ကပ်ပေးဖို့ရယေရှုနာမနဲ့ဖိတ်ခေါ်ပါတယ် ဘုရားသခင်ရှင်လူရှိမှပြုခဲ့ပြီးတဲ့ဂတိတစ္ဆာကိုတည်စေဖို့ရန်အတွက်တက်တေခံဖြစ်ပြီးရွှေလက်စုကိုထားတာပါပဲဒီရွှေလက်စုကချွတ်လို့မရပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဘုရားသခင်ရှင်လူရှိမှဂတိတစ္ဆာကိုပြုထားတဲ့အရာဖြစ်တဲ့အတွက်အမြဲတမ်းအထူးသဖြင့်အမျိုးသမီးရဲ့လက်မှာဆွတ်ထားရမှာဖြစ်ပါတယ်။ကလားတွေကကြတော့အိမ်အောင်ရှိတဲ့အမျိုးသမီးတို့ဆိုရင်ဒီနားလေးမှာအဆက်ကလေးထားပါကျွန်တော်ခရိယန်တွေကအတင်းတော်မှာသွားတဲ့အခါမှာဒီမျိုးသမီးကအိမ်အောင်ရှိလားမရှိဘူးလားဆိုတာသိချင်တယ်ဆိုရင်လက်ကိုကြည့်ရအောင်လက်ကိုလက်ဆုပ်ရှိတယ်ဆိုရင်ပါလေသူကအိမ်အောင်ရှိတယ်အဲအကြောင်းဒီလက်ဆုပ်ကိုချွတ်ထားမယ်ဆိုလို့ရှိရင်တော့သူများကအပိကိုလည်းဒီစားစကားလာပြောနိုင်တာပဲဒါကြောင့်မချွတ်ပဲနဲ့အမြဲတမ်းဝေထားဖို့ရတဲ့ကျွန်တော်ကအားပေးခြင်းအရင်တော့ဆိုရင်လက်ဆုပ်ကတဝင်းနေပဲနော်လုပ်တယ်အခုနောက်ပိုင်းမှာဆိုလို့ရှိရင်အပြင်မှာဖြစ်စေဗီဒီယိုကားတွေမှာပဲဖြစ်စေအမျိုးသမီးတွေကပဲအမျိုးသားကိုချစ်ချင်းမြတ်တာအစပြောတာဒါကြောင့်အမျိုးသားကိုလည်းသူများမပြောရအောင်လို့အမျိုးသားကိုလည်းနောက်ထပ်တစ်ပြေတက်တည်ယူနေထားတာချင်းဖြစ်ပါပဲဒါကြောင့်အမျိုးသားပဲဖြစ်စေအမျိုးသမီးပဲဖြစ်စေဘုရားသခင်ရှိလူရှိမှာပြုထားတဲ့ဂတိတစ္ဆာကိုတည်စေဖို့ရန်အတွက်ဒီတက်တည်ယူနေထားတဲ့အမင်္ဂလာလက်စွပ်ကိုအမြဲတမ်းဝိစစ်ပြီးမှသွားကြရအောင်ကျွန်တော်ကအားပေးခြင်းပါတယ်1999မှာကျွန်တော်ဇနီးမောင်နှံလက်ထပ်ပြီးမှမိုင်းရှူသွားတယ်ကျွန်တော်အမျိုးသမီးကလက်ဆုပ်လောက်ထားတဲ့အခါမှာခြောင်လို့တရက်မှာချုပ်ပြီးမှမိုင်းရှူကြောက်တောင်ပေါ်မှာအလုပ်သွားလုပ်တယ်အဲ့အလုပ်ထဲကကောင်းလေးပြောက်ကအပြိုတင်ပြီးမှစကားလာပြောပြီးစားလာပေးတယ်အဲ့ဒါလည်းနောက်ဆိုရင်ဗာဖြစ်တယ်မချုပ်နဲ့ဒါပေမဲ့ကလေးရပြီးတဲ့အခါမှာနည်းနည်းခြောင်ပြီးကလေးရပြီးတော့ချွတ်ထားလိုက်ဒီမှာစကားကလေးရပြီးတဲ့အခါမှာခြောင်တယ်ဘာညာဆိုတော့ချွဲ့လက်ချွတ်လို့အဆင်ပြေပါတယ်ဒီချိန်မှာတော့အမြဲတမ်းဝိစေနာပါအားပေးခြင်းပါတယ်ခဏလေးဆုတောင်းကြပါစို့အနန္တဘုရားပြည့်စုံ၍တာသမီးတို့ကိုစင်ကြယ်ပို့ဆောင်တဲ့ရှိတဲ့အဖေမယားကိုရိုရဲ့ကျေးဇူးတော်အားဖြင့်ဒီမှာရှိတဲ့မောင်နာအောင်ညနဲ့မအပီတို့ရဲ့အသက်တာကိုဘုရားသခင်ရှိလူရှိမှထိန်းများမင်္ဂလာဆောင်လင်းရတဲ့အခွင့်ပြင်ဆင်တယ်ဘုရားသခင်ရှိလူရှိမှဂတိတစ္ဆာဝတ်ကိုပြုပြီးတဲ့နောက်ဒီဂတိတစ္ဆာဝတ်ကိုတည်စေဖို့ရတဲ့ဒီမင်္ဂလာလက်စွပ်ကိုပြင်ဆင်ပေးတော့ကြောင့်ကျေးဇူးတော်ချီးမွမ်းပါတယ်အပါအထူးသဖြင့်တို့သားရဲ့အသက်တာတို့သမီးရဲ့အသက်တာဒီမင်္ဂလာလက်စွပ်ကိုမြင်တဲ့အခါတိုင်းမှာဘုရားသခင်ရှိလူရှိမှပြုထားတဲ့ဂတိတစ္ဆာဝတ်ကိုအောက်မေ့ပြီးမှတာ၍ချစ်ချင်းမေတ္တာနဲ့ခိုင်ခန့်သောအိမ်တော်ဖြစ်စေပါဘုရားသခင်ရဲ့ဘုန်းတော်နာမတော်ထင်ရှားသောအိမ်တော်ဖြစ်စေပါမှာကိုရောယေရှုတင်တဲ့ဒီမင်္ဂလာလက်စွပ်အတွက်ကိုရောဘုရားရဲ့ယေရှုတော်ကောင်းမြတ်တယ်လို့ဝေခံ၍ယေရှုဘုရားရဲ့မြတ်တော်နာမနဲ့ဆုတောင်းကအနံ့ကြပါလေဖပါဘုရားအာမင်ဒီချိန်ကမှလက်တော်လာတဲ့ဒီမှာမိမိပြုခဲ့တဲ့လောရဲ့ဒီသစ္စာဤစီကိုရိုးကြီးကိုလက်ချက်လက်စွပ်အဖြစ်တတ်တည်ပြုမှာဖြစ်ပါတယ်ကျွန်တော်တို့ကနေသစ္စာစကားကိုဆိုပြီးလက်ချက်လက်စွပ်ကိုဆိုပြီးဖို့ရဖြစ်ပါတယ်ကျွန်တော်ဒီတဲ့အားပြုခဲ့သောဒီသစ္စာများဤတတ်တည်ဖြစ်စေခြင်းက၎င်းကျွန်တော်ဤချစ်ချင်းမြတ်တာနဲ့ဥစ္စာစည်းစိမ်ရှိသမျှကိုတင်၌တာအနှင်းချင်းက၎င်းဤလက်စွပ်ကိုတတ်တည်ပြု၍ပေးပါ၏ဟုတ်ကဲ့အဆုံးတိုင်းဆိုပြပါပရိသတ်အားလုံးကိုဒီနဲ့အောက်ကိုကြရအောင်ဒီကမှာလက်ချက်တော်ကိုလည်းပဲအလို့သားတို့မိမိပြုခဲ့တဲ့နောက်ရတဲ့သစ္စာဒီစီကိုလက်ချက်လက်စွပ်အဖြစ်တတ်တည်ပြုမှာဖြစ်ပါလေကျွန်တော်တို့ကလည်းသစ္စာစကားကိုဆိုပြီးမှလက်ထပ်လက်စွပ်ကိုဆိုပြီးဖို့ရဖိတ်ခေါ်ပါတယ်။ကျွန်မဒီတဲ့အားပြုခဲ့သောတ
တိသစ္စာများဤတတ်တည်ဖြစ်စေခြင်းက၎င်းကျမ၏ချစ်ချင်းမြတ်တာနှင့်ဥစ္စာစည်းစိမ်ရှိသမျှကိုတင်လိုက်တာအနှင်းခြင်းက၎င်းဤလက်စွပ်ကိုတတ်တည်ပြု၍ပေးပါ၏အားလုံးလည်းဒီလက်ကောင်းခြင်းပေးကြပါဦးဒီလက်ထပ်တော်သားတော်သမီးတို့ဒီဘုရားရှင်လူရှင်မှာလောက်အားဖြင့်ဂတိသစ္စာဝတ်ကိုပြုပြီးကြမှာကဒီတတ်တဲ့ခံချက်စီများအားဖြင့်လည်းလဲပြီးတော့မှာကျွန်တော်ဒီတရားတော်ရဲ့သဘာဝဆောင်လူအနေဖြင့်ဤသူတို့ဟာအချင်းလင်မယားမြောက်ပြီးဖြစ်တယ်ဆိုတာကိုဒီနေရာကနေကြော်ပြချင်ပါတယ်ဘုရားတော်သမီးပြိတ္တဘက်ကိုမျက်နှာတင်ပေးပါကဲတို့တယောက်ကိုအသေးချာကြည့်ထားရအောင်တို့တယောက်ဒီအိမ်ချောင်းပြုပြီးတော့သူများဖြစ်တယ်ဆိုတာကိုအသေးချာကြည့်ပြီးမှတို့ကိုကောင်းချီးပေးချရအောင်လို့ဖိတ်ခေါ်တယ်တို့ပြောမိသလားရင်းနေသလားဝန်တာနေပြီးတော့ပြောပြပါလေဒီကျွန်တော်ဓမ္မဘောဆောင်တို့ရဲ့ဖြစ်ပြီးဘူးတို့ဒီအချင်းများတော့ကြောင့်ဒီနေရာကနေကြော်ညာမှာဖြစ်ပါလေတရားတော်ရှိတဲ့ကောင်ဒီပြိတ္တိရှိဖို့တဲ့ကောင်မောင်လာအောင်တဲ့မပရိနာဆန်အောင်တို့ဒီဒီသစ္စာပြုခဲ့ကြတဲ့အတိုင်းယခုချိန်ကစ၍တရားဝင်ဇနီးခင်ဘောဖြစ်လို့ရောက်စေခြင်းကကျွန်တော်ဒီတရားကြီးအမဘုဆောင်တို့ရဲ့ဖြင့်ခမီးတော်ဒါတော်တန်ရှင်တော်ဘုရင်တော်တောပါစုနီတော်တရားရှိနာမတော်၌ချိန်ညာလက်ဆက်ပေးပါ၏ဘုရားရဲ့ဆောင်ပတ်တော်မူသောအမှုအရာကိုလူတို့မခွဲမခွာစေနှင့်အားလုံးဒီတောင်းတဲ့ကိုလက်ခံပြီးကျေးဇူးတော်ပါဘုရားကဲကျွန်တော်ဒီတဲ့ခါမှာတပတ်ကိုပြန်လက်ပြပါတော်သားတော်ကြီး and it's just and live okay ဒီချိန်ခါမှာကျွန်တော်တို့ချင်းရိုးရာထုတ်ဆံအရာဒီဘုရားမီကနေဒီမှာဘဒုသားတို့ကချင်ဓာတ်နဲ့ကချင်တွေလေးကိုဒီချိန်ခါမှာလွယ်ပြီးပို့ရဖြစ်ပါရဲ့ဒီကချင်ဓာတ်နဲ့ကချင်တွေလေးကိုပြီးရချင်းကကချင်ရိုးရာရဲ့ထုတ်ဆံမှာဘဒုမီဘက်ကဘဒုသားကိုအတိအမှတ်ပြုတဲ့တက်တည်ဖြစ်ပါလေအကြောင်းတို့ဒီချိန်ခါမှာဘဒုမီကနေဒီမှာဣဒီယာကိုဘဒုသားအချင်ဓာတ်နဲ့အလွယ်ကိုအချင်တွေနဲ့ဗလိကိုလွယ်ပြီးပို့ရဖြစ်ပါလေအားလုံးလက်တော်ကြီးလက်ကောင်းခြင်းပြကြပါစို့ဒီတော့မှာဘုရားဘက်ကလည်းဒုတိယကိုဒီရွှေမဖြစ်ပြီးဆိုတဲ့အတိအမှန်ပြုတတ်တဲ့နဲ့ကချင်ရိုးရာအရာအဆွေကျိုးဒီစုပ်ပြီးရဖြစ်ပါလေဒီဘုရားရဲ့ပါချစ်သူကလည်းဒီမှာအတိအမှန်ပြုဆွေကျိုးကိုစုပ်ပြီးမှဖြစ်ပါလေအားလုံးလည်းပြန်ပြန်ပြန်ပါစေOkay, now so cepat jangan cakap. Anak ibu cepat.
ကြောင်းဆိုအစင်ကျဲစားဘရောတရားတော်အာရနဲ့ဒီဝါကိုဆုံးဖြတ်ချက်ပြုခဲ့တယ်ဒီလေဘာဘုရားရှင်ရဲ့ဒီနာဘုရားရှင်မြတ်တာဘုရားရှင်ဆုံးဖြတ်ချက်မှုခံစားရတာဒါအောင်မြတ်တဲ့ဒီနာဆန်အောင်ရတဲ့တာဘုရားရှင်ရဲ့ကောင်းမြတ်ခြင်းဒီနေ့ဆုံးနေခြင်းကိုဘုရားရှင်ပြီးတော့ကြောင့်ကျေးဇူးတင်တယ်ဒီနေ့ဒီနေ့ဒါအောင်မြတ်တဲ့အပရိယတက်ကအဲ့မှာဘုရောဒီဆုံးဖြတ်ခြင်းကိုဘုရားရှင်ရဲ့ဘုရောရဲ့မျက်မှောက်ပေါ်ချမ်းသာဘုရောရဲ့ရှိတော်မှာတယောက်တည်းလက်ကိုခြင်းကိုဘုရားရှင်ယခုမှစပြီးရှင်ပြီးတော့ကြောင့်ကျေးဇူးတင်တယ်ဒုနည်းတို့ဘုရားရှင်မှာတူတယောက်အသက်ရှင်နေကြလို့စိတ်ကိုကိုယ်ယူဘုရားရဲ့ကောင်းမြတ်ခြင်းဘုရားရဲ့သတင်းစကားဘုရားရဲ့အလင်းတမ်းဒီနေ့ဒီအိမ်တော်မိသားစုမှာဘုရားရဲ့အစထွန်းတောက်စေရပါဒီကြောင့်ဘုရားရဲ့ဒီအိမ်တော်တစ်ပေါ်မှာဘုရားရဲ့ကောင်းခြင်းဖြစ်ရှင်ပါကောင်းခြင်းပြီလားပြီးတော့ပါလက်တော်နဲ့ဆက်သား၍ဘုရားကောင်းမြတ်ကြောင်းကိုအမြင်အစဉ်မြဲမြင်တွေ့ရပါဒီကြောင့်လည်းဝိညာဉ်တော်ဘုရားရဲ့ဥဆောင်ရေးကောင်းခြင်းပြီးတော့ပါသာဝရဘုရားသူတမကဒီနေ့တစ်ဖက်တော့မိဘဆွေမျိုးများရဲ့လာရောက်ခြင်းဒီတမကအသင်းတော်၌ဥဆောင်ရဲ့အသင်းသူဒေနာရှိမှလူတွေရှိမှဒီနေ့ဘုရားရဲ့မျက်မှောက်ပေါ်မှာသာရှင်တော်လက်ထပ်ခြင်းကိုပြုရခဲ့ဒီနေ့ဤတဲ့ဒီသားစရေးဆက်တဲ့မှာအစဉ်ရဲ့တက်တည်ပြရပါပြီကြောင်းဘုရားခင်ဒီဆလရင်နာပြဥဆောင်ပါဒိုဒီဒီဒိုတာဒိုဒီတက်တာတဲ့မှာဘုရားခင်ကတိတော်လေးဇာလမပေါ်ပြတဲ့အတိုင်းသာသမီယဒရာများကိုစပစ်တီနိုင်စပစ်ဝေးနိုင်စပစ်တီများအခိုက်ကများနဲ့စိတ်နာဆိုပြည့်တဲ့အစဉ်ရဲ့အကြောင်းများစွာသောအပြီးနာကိုပြီးခဲ့ဒီနေ့ဒါအောင်မြတ်တဲ့ဒီအပရိတို့ရဲ့နေချောင်းမိသားစုပေါ်မှာသာသမီယတနာများကိုမြောက်များစွာထွန်းကားရပါမိကြောင်းဘုရားရှင်ကောင်းချီးပေးတော်မူပါအဖာဘုန်းကြီးတို့မိသားစုအပြင်ဘုရားရဲ့ကောင်းမြတ်ကြောင်းကိုလည်းလောကထဲမှာယက်တည်နိုင်ဖို့လို့လောကထဲမှာအလင်းအပြင်ယက်တည်နိုင်ဖို့လို့ဘုရားရှင်ကောင်းချီးဖြစ်ရှိတော်မူပါသောရဘုရားရှင်ဘုန်းကြီးတို့ဘုရားရှင်ရဲ့နှုတ်ဘတ်ပေါ်မှာပေါ်ပြတဲ့အတိုင်းအိမ်တော်ရဲ့အသက်တာအိမ်တော်ရဲ့ဘဝပြီးအိမ်တော်ရဲ့ရှောက်လာတဲ့ဒီစင်ဒီနှုတ်ဘတ်တော်နဲ့ရှောက်လာပြီးမှနှုတ်ဘတ်တော်ကိုဆွဲကြင်ရဲ့အစဉ်မြဲဘုရားကိုကြောက်ရွံ့ခြင်းအစဉ်မြဲဘုရားရဲ့အတာတော်ကိုနားဆောင်ခြင်းအစဉ်မြဲဘုရားရဲ့နှုတ်ဘတ်တော်နဲ့သူရှင်သန်ကြည်ထွားတဲ့လောကလည်းထဲမှာဘုရားရဲ့ကောင်းမြတ်ခြင်းလောကလည်းထဲမှာဘုရားရဲ့တက်တည်ခြင်းလောကလည်းထဲမှာဘုရားရဲ့တက်တည်ထူတဲ့ကောင်းမြတ်ခြင်းကိုဘုရားရှင်ပစ္စည်းရဲ့ကျွေးဝခြင်းကောင်းချီးမင်္ဂလာဉာဏ်ပညာရလိုက်ဖွံ့ဖြိုးတိုးတက်တဲ့ဓမ္မကဘုရားရဲ့ကောင်းမြတ်ခြင်းတွေကိုအစဉ်မြဲလမ်းပြဥဆောင်နိုင်တော်အိမ်တော်မိသားစုပြရပါလိမ့်ကြောင်းဘုရားရှင်ကောင်းချီးပေးတော်မူပါသာဝရဘုရားဒီနေ့ဘရောပေးတဲ့အိမ်တော်တဲ့တဲ့ဘုရားရဲ့ကျေးဇူးတော်အရေးထဲမှာအစဉ်မြဲတဲ့ဒီရှောက်လာတဲ့ဘုရားမှာဒီနေ့မှစတော့စာပြုခဲ့ပြီးတော့ကြောင့်ကျေးဇူးတင်ပါသည်ဘုန်းကြီးတာ၍လောကတော်မှာဘုရားရှင်မိငါတဲ့တရားကိုနဲ့တာချစ်ချင်းတာတဲ့သူနဲ့ဒီတာရဲ့ချစ်ချင်းသူနဲ့ဒီတာရဲ့ဘုရားရဲ့ကိုချစ်ပြီးဘုရားရဲ့စကားလာတဲ့ချစ်ချင်းတာနဲ့တာရဲ့ချစ်မယ်ရဲ့ဘုရားရဲ့ကောင်းတဲ့ခြင်းကိုခံစားရပါမိကြောင်းလဲအားပြဆိုတော့ပါပါဗျာကိုရိုဒီဒီနေ့ဒါမြတ်ကိုအိမ်တော်ဥစီနေတဲ့ဘုရားရှင်ခွဲခါလာခဲ့ဖြစ်တယ်သူတို့မိအားပြေကိုလည်းဒီနေ့ဥကောင်းရဲ့ခန္ဓာလေးတော့အရာကဲဘုရားရှင်ဒီဓမ္မကဲဖြစ်တယ်။တော့ကြောင့်ဒီအိမ်ဆောင်ကြီးဥကောင်းနေတယ်ယေရှုခရစ်တော်ဖြစ်ကြောင်းကိုသိပြန်ထိတ်ထားတဲ့နှလုံးသွင်းတဲ့ခရစ်တော်၌အမြဲတမ်းရှင်သန်ကြည်ပွားတဲ့ခရစ်တော်၌ခရစ်တော်ကိုယူတည်ဝတ်ဆောင်တဲ့ဒီနေ့အိမ်ဆောင်မိသားစုပြရတာဒီကြောင့်ယခုမှစဘုရားရှင်ကောင်းချီးပေးတဲ့ဒီနေ့ကိုပြုမိကောင်းချီးမင်္ဂလာအထူးထူးပြပြချက်မှာတာရစ်ဘုရားကိုကြောင်းရွံ့ခြင်းနှုတ်ကပတ်တော်နဲ့ရည်ရည်ခြင်းယေရှုခရစ်တော်ကိုဒီဝတ်ဆောင်ခြင်းနဲ့ကြွယ်ဝတော်ကောင်းချီးမင်္ဂလာနဲ့ရည်ရည်လောကအရှိမလောကသူတွေအရှိမရှင်မြဲဘုရားသားသမီးဘုရားခင်ရဲ့အိမ်တော်ဖြစ်ကြောင်းဘုရားခင်ပြင်ဆင်ပေးတဲ့အိမ်တော်ဖြစ်ကြောင်းကိုတက်တည်ထူရပါမည်ကြောင်းဒီနေ့ဘုရားလက်တော်နဲ့စက္ကအနန္တဆုတောင်းတဲ့အခါမှာကြွယ်ဝခြင်းနဲ့
ကောင်းကြီးမင်္ဂလာဖြစ်ခြင်းအရှင်ဖြစ်တော်မူသောနာဇရက်မြို့သားယေရှုခရစ်တော်ဘုရားမြတ်တော်သာမန်အိမ်တော်ပြည့်တဲ့ဆက်ကဆုတောင်းပါ၏ပါဗျာအာမင်ဒီချိန်ခါမှာကျွန်တော်တို့သတော်သားသတော်သမီး